တော်များများကတော့ပတ်ဝန်းကျင်ကို view ဆိုင်နဲ့ပတ်ဝန်းကျင်ကို view ဆိုင်နဲ့လို့မိတ်ဆွေပြောကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့ပတ်ဝန်းကျင်ကို view ဆိုင်ဖို့မိတ်ဆွေပြောမယ်အဲ့တော့ဘာလို့ကျွန်တော်ပတ်ဝန်းကျင် view ဆိုင်ဖို့ပြောရလဲဆိုတာကိုသိကျင်နေဆိုရင်တော့ဗီဒီယိုအဆုံးထိကြည့်ဖို့ကျွန်တော်ပေးချင်ပါတယ်အဲ့တော့ဗီဒီယိုတစ်ခုပြီးတိုင်းမှာမိတ်ဆွေတစ်ခုခုကြံခဲ့မယ်လို့ကျွန်တော်အာမခံပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်ပြီးရင်လည်းနောက်ထပ်ဗီဒီယိုတွေကိုတွားကြည့်ပေးဖို့ပြောချင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်အကြောင်းပဲကျွန်တော်ပြောရမယ်ကျွန်တော်ကအရင်ကဆိုင်ငယ်စည်းတာကိုကျွန်တော်ကအရင်ကဆိုင်ငယ်စည်းတာအရင်ကျန်းနေထည့်ပဲပါတယ်အဲ့တော့ဆိုင်ငယ်စည်းဖြည်းဖြည်းမစည်းခြင်းဘူးအဲ့လိုအမြန်မောင်းခြင်းနဲ့အမြန်စည်းခြင်းနဲ့ကျွန်တော်အဲ့ထည့်ပဲပါတယ်အဲ့တော့ဖြည်းဖြည်းနဲ့နေလေးလာလေးနဲ့ကြားလာတော့ပတ်ဝန်းကျင်ကပြောတာပေါ့မင်းဖြည်းဖြည်းစီးမင်းဆိုင်ငယ်စည်းကကျန်းနေအဲ့လိုပြောကြတယ်အဲ့တော့ဒီချက်နေလေးတစ်ဆင့်မြင့်သွားတော့ကျွန်တော်မိဘတွေအထိပါပတ်ဝန်းကျင်ကပြောတာတွေရှိလာတယ်အဲ့တော့ငယ်ငယ်တော့ပြောရမယ်ဆိုတော့အိမ်ကိုတိုင်းခန်းတယ်ပေါ့ဗျာအဲ့တော့အိမ်ကိုတိုင်းခန်းတယ်ပေါ့အဲ့တော့အိမ်တိုင်းခန်းတဲ့အခါမှာကျွန်တော်အဖေနဲ့အမေကကျွန်တော်ကိုမင်းဆိုင်ငယ်ဖြည်းဖြည်းစီးမင်းဟိုအိမ်ကဟိုလူကငါ့ကိုပြောလိုက်တယ်မင်းဖြည်းဖြည်းစီးကိုမင်းလဲလိုက်မယ်ကျွန်တော်အဲ့လိုပြောတယ်အဲ့တော့ငယ်ငယ်တော့ကတော့ကျွန်တော်တို့ကဘယ်ပြောမလဲမိဘတွေပြောတာကိုလက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့ဆိုင်ငယ်ကိုစီးနေတာမင်းတို့ထိကြိုက်လို့လားဆိုတဲ့ပုံစံနဲ့ပတ်ဝန်းကျင်ကိုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးပါမှာပေါ့အဲ့လိုကျွန်တော်တို့ဘေးမှာကြားခဲ့ရတဲ့ကျွန်တော်တို့ဆုံးမတဲ့လူကျွန်တော်ဆုံးမတဲ့လူပေါ့ကျွန်တော်တို့နဲ့ပေါင်းတဲ့လူကျွန်တော်တို့တကယ်ချင်းတွေကလည်းဒီပတ်ဝန်းကျင်ကိုဆိုင်တဲ့ပတ်ဝန်းကျင်ကိုဆိုင်ရင်အခုလို့ချင်တော့လုံးဝမှာမဟုတ်ဘူးဆိုတဲ့စကားတွေကိုကြားပါများတော့ကျွန်တော်တို့ကလည်းဆိုင်ဘူးပါဆိုတဲ့ပုံစံနဲ့ရွေ့တာပေါ့အဲ့တော့ကျွန်တော်မိဘတွေကဘယ်သူကမင်းကိုဘယ်လိုပြောလိုက်တယ်ဘယ်ရမင်းကိုဘယ်လိုပြောလိုက်တယ်နော်မင်း PPC အောင်လို့ပြောပြီးဆိုရင်နောက်နေ့ကျွန်တော်အဲ့ဒီအိမ်ရှိသွားပြီးတော့ဆိုင်ကယ်ကိုလေပါတွေဖြည့်ပြီးတော့အဲ့လိုအော်ဒါတွေအဲ့လိုရိုင်းပြတဲ့ပုံစံတွေနဲ့ကျွန်တော်လုပ်ခဲ့တာတွေလည်းအများကြီးပဲအဲ့တော့အဲ့ဒီအချိန်မှာဘယ်လိုစိုက်ကိုတွေဝင်ခဲ့လဲဆိုရင်ပတ်ဝန်းကျင်က view စိုက်စရာမလိုဘူးပတ်ဝန်းကျင် view စိုက်နေရင်ကိုလို့ချင်လောက်ရမှာမဟုတ်ဘူးဆိုတော့အတွေးတွေကရှိတာပေါ့ဒါကတော့လူငယ်တိုင်းမှာရှိမယ်လို့ထင်တယ်အဲ့ဒီတော့ကတော့ဘယ်လိုပြောမလဲကိုအိမ်ကဆိုင်ကယ်ကိုစီးတာကိုပတ်စံနဲ့ကိုစီးထဲတာငါဆိုင်ကယ်ကစီးတာငါစီးငါထဲတာပေါ့မင်းတို့ထည့်ပေးရတာမဟုတ်ဘူးမင်းတို့ပြောရင်ငါ view စိုက်ဘူးဆက်လုံးမှာဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ကအဲ့လိုဖြည်းဖြည်းစီကိုပြောလေကျွန်တော်တို့အဲ့ဒီအိမ်ရှိကိုရွေ့ပြီးတော့ကျွန်တော်တို့ကလုပ်ပြလိမ့်မယ်ဒါကလူငယ်ပြောမလဲလူငယ်ပြီးတတ်ခဲ့ပဲပြောရမှာပေါ့အဲ့တော့ဖြည်းဖြည်းနဲ့ကျွန်တော်တို့အပြောခံနိုင်များတော့ကျွန်တော်အဲ့လိုရွေးတဲ့အကြောင်းတွေလည်းအိမ်ကိုပြန်ပြီးတော့ပြောကြတော့ကျွန်တော်ဖေကနောက်တစ်ခါကျွန်တော်ဆိုင်ကယ်ဖြည်းဖြည်းစီးဖို့ပြောရင်ဘယ်အိမ်ကတိုင်လိုက်တယ်ဘယ်အိမ်ကပြောတယ်ဆိုတော့ကျွန်တော်မပြောတော့ဒီနေ့ကျတော့ကျွန်တော်တို့ထမင်းစားပြီးတဲ့အချိန်မှာကျွန်တော်ဖေကကျွန်တော်ကိုအဲ့လိုအိမ်ရှိထွက်ပြီးတော့ထိုင်ကုန်လေးယူဖို့ပြောတယ်သူ့ဘုတ်တစ်ခုံကျွန်တော်ဘုတ်တစ်ခုံပေါ့အဲ့လိုစကားပြောရရှိလို့ပေါ့ကျွန်တော်အဲ့လိုထိုင်ပြီးတော့ကျွန်တော်ပြောတဲ့အချိန်မှာကျွန်တော်ဖေကျွန်တော်ကပြောလဲဆိုတော့မင်းဆိုင်ကယ်ဖြည်းဖြည်းစီးလို့မင်းကစတိုက်ခင်တောင်မှမင်းကမှားတယ်ဆိုပြီးတော့ပတ်ဝန်းကျင်ကမြင်ကြမှာမဟုတ်ဘူးတဲ့ဒါပေမဲ့မင်းချမ်းစီးတဲ့အချိန်မင်းအတိုက်ခံတယ်ဆိုရင်တော့မှမင်းကိုဘယ်သူမှလည်းခနာကြမှာမဟုတ်ဘယ်သူမှလည်းမင်းကိုကောင်းချောင်းမင်းဘယ်လိုနေချောင်းပြောကြမှာမဟုတ်ဘူးတဲ့မင်းကိုပဲဝိုင်းပြီးတော့ခဲ့ရကြလိမ့်မယ်အဲ့တော့အဲ့စကားကိုကျွန်တော်ကြားတဲ့အချိန်မှာတညာလုံးကျွန်တော်အဲ့ဒီအကြောင်းလေးကိုကျွန်တော်ထိုင်ပြီးတော့စဉ်းစားနေတာငါမှားခဲ့လားငါမှားနေလားငါလုပ်တာတွေမှားနေလားဆိုတဲ့အတွေးတွေကိုကျွန်တော်ခေါင်းလေးကိုခဏရောက်လာပြီးတော့ကျွန်တော်အဲ့ဒီအကြောင်းပဲကျွန်တော်အမြဲစဉ်းစားနေတာအဲ့ဒီနေ့ညကနေစပြီးတော့ကျွန်တော်နောက်နေ့တွေမှာအခုချိန်ထိကျွန်တော်ဆိုင်ကယ်စီးရင်ဖြည်းဖြည်းစီးရဲအခုကျွန်တော်ကားမောင်းတဲ့ချိန်လေးကျွန်တော်ကားကိုဖြည်းဖြည်းမဲမောင်းတော့တယ်ကျွန်တော်အရင်မမောင်းတော့အဲ့တော့ကျွန်တော်ဗာပြောချင်တာလဲဆိုတော့ကျွန်တော်ကပြောင်းလဲနိုင်ခဲ့တယ်ကျွန်တော်ကဘာဖြစ်ပါတယ်ကျွန်တော်ကဘယ်လိုကြီးပါကျွန်တော်မိဘကောင်နားထောင်တာပါဆိုတဲ့အရာတွေကိုကျွန်တော်ကပြောချင်တာမဟုတ်ဘူးလူငယ်ပြီးကျွန်တော်တို့လူငယ်ဘဝမှာလူငယ်အသက်အရွယ်အပိုင်းအခြားတစ်ခုမှာကျွန်တော်တို့မှားတတ်တယ်မှားကြမယ်အဲ့တော့ကျွန်တော်ဒါအခုချိန်ထိဘယ်လိုပြောရမလဲရွေ့တိုက်နေခွဲအောင်မယ်ဆိုရင်ကျွန်တော်အခုချိန်ထိလမ်းမှန်ကိုကျွန်တော်ရောက်မယ်မထင်ဘူးတကယ်တော့အဝင်းကြီးပြောတာကလည်းဘယ်လိုပြောရမလဲကောင်းဖို့ပြောတာပဲကြမ်းစီးလို့ဒီကောင်အိမ်ကရိုက်ပါစေအိမ်ကပြောပါစေဆိုတဲ့စိတ်နဲ့တက်ကြီးအိမ်ကိုလိုက်တာရှိမယ်တချို့ကလည်းဖြည်းဖြည်းစီးစီးခြင်းလို့ဒုက္ခရောက်မှာဆိုလို့အနေဖြစ်မှာဆိုလို့စေနာနဲ့ပြောတာနေရှိမှာပဲအဲ့တော့အကုန်လုံးကတော့ကျွန်တော်တို့ကောင်းဖို့ပြောကြတဲ့လူကြီးကြည့်တယ်အဲ့တော့အဲ့ဒီဖြည်းဖြည်းစီးဆိုတဲ့စကားကိုကျွန်တော်နားထောင်လိုက်ရင်ကျွန်တော်ကောင်းမယ်နားမထောင်ရင်ကျွန်တော်မကောင်းဘူးကျွန်တော်ကိုပြောတဲ့လူတွေကတော့ဘာမှဖြစ်မှာမဟုတ်လူငယ်တွေအများစုဝန်တက်တဲ့စိတ်ကဘာလဲဆိုတော့မဟုတ်မခံချင်တာတချို့ကဟုတ်ရင်မခံချင်တာနောက်တစ်ခုကဟုတ်လည်းမခံချင်တာမဟုတ်လည်းမခံချင်တာကျွန်တော်ကအဲ့ဒီအချိန်တော့ဘယ်လိုလဲမပါလဲဆိုတော့ဟုတ်လည်းမခံချင်တာမဟုတ်လည်းမခံချင်တာအဲ့တော့ဒုတိယကကျွန်တော်ကိုဟုတ်တယ်မဟုတ်တယ်အကြောင်းလာပြောနေတယ်ဆိုရင်ဟာငါမဟုတ်ဘဲဘာလို့လာပြောနေကြလဲဆိုတော့ပြဿနာရှာကြတာနောက်တစ်ခုကကိုဟုတ်တဲ့အကြောင်းကြီးကိုဥမာကိုရက်တောင်တောက်တဲ့အကြောင်းဗျာကိုဆိုင်ငယ်စီးကျန်းတဲ့အကြောင်းကိုလာပြောတဲ့အချိန်မှာလဲဒီကောင်းလေးပါလဲကိုတမစ်ကိုစားပြီးတော့ဘာလို့ငါအကြောင်းစိတ်ဝင်စားနေရလဲအဲ့ဒီပတ်ဝန်းကျင်တစ်ခုလုံးကငါ့ကိုတောက်ထောက်ကြည့်နေကြတာလားဆိုတဲ့အတွေးကအသက်အရွယ်ပိုင်းခြားတစ်ခုငယ်တုန်းမှာဝန်ကိုဝန်တဲ့အတွေးတစ်ခုပဲအဲ့တော့ကျွန်တော်တို့ကပတ်ဝန်းကျင်ကို view မဆိုင်ရမယ့်အချိန်တွေရှိတယ်စိုက်ရမယ့်အချိန်တွေရှိတယ်ဆိုင်ကယ်စီးကျန်းတဲ့အချိန်မျိုးတွေကျွန်တော်တို့အရက်တေးတောက်နေတယ်ဝီစီဝိုင်းတုံးဆွဲနေပဲပတ်ဝန်းကျင်အဲ့ဒီအရာတွေပြောတဲ့အချိန်မှာကျွန်တော်တို့ view စိုက်ကြမယ်ပြောချင်တာကတော့ကျွန်တော်တို့မှားနေတဲ့အချိန်မှာပတ်ဝန်းကျင်ကို view စိုက်ရမယ်ကျွန်တော်တို့မှန်းနေတဲ့အချိန်မှာဘယ်ပတ်ဝန်းကျင်ရဲ့စကားကိုမှကျွန်တော်တို့ခေါင်းထဲထားပြီးတော့အရေးတူလုပ်ပြီးစဉ်းစားနေကြမလို့ကျွန်တော်ကတော့ပတ်ဝန်းကျင်ကို view မဆိုင်နေဆိုတဲ့စကားကိုလွဲမှားစွာနဲ့အသုံးချခဲ့လို့ကျွန်တော်လမ်းမရောက်ခဲ့ဘူးပဲအဲ့တော့ပတ်ဝန်းကျင်ကိုဘယ်လိုသဘောထားရမလဲဆိုရင်ပတ်ဝန်းကျင်ကကျွန်တော်တို့ရဲ့လမ်းမနေတာကိုမှန်အောင်လမ်းမှန်ကိုပြန်ရအောင်တွဲဝိုက်တဲ့နည်းနဲ့ပြောပြပေးနေတဲ့အရာလိုပဲပတ်ဝန်းကျင်ကိုသဘောထားလိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့မှားနေတယ်ဆိုရင်
ပြင်လို့ရမယ်ကျွန်တော်တို့မှန်နေရဆိုရင်ဘယ်သူ့မှဂရုမစိုက်ပဲဘယ်ပတ်ဝန်းကျင်ရဲ့စကားကိုမှနားမလျော်မယ်ကျွန်တော်တို့လောက်ဆရာရှိတာတွေကိုဆက်လုပ်လို့ရတယ်ကျွန်တော်အမြင်ကတော့ပတ်ဝန်းကျင်ကကျွန်တော်ရဲ့အမားတွေကိုတွေ့ရတဲ့နည်းနဲ့ဟိုကျွန်တော်ကိုလမ်းမရအောင်ကျွန်တော်ကိုအမှန်မြင်အောင်လို့ပြောပြပေးနေလို့ကျွန်တော်တို့မြင်တယ်အဲ့တော့မိတ်ဆွေတို့ကလည်းပတ်ဝန်းကျင်ကိုဘယ်နေရာမှာဂရုစိုက်ရမယ်ဘယ်နေရာမှာဂရုမစိုက်သင့်ဘူးလဲဆိုတာကိုထင်ပါတယ်ကိုကိုမှားနေရင်ပြင်ကြပါကိုကိုမှန်နေရဆိုရင်ဘယ်သူ့မှဂရုမစိုက်ဖဲနဲ့ဘယ်ပတ်ဝန်းကျင်ကိုဂရုမစိုက်ဖဲနဲ့ရှေ့ဆက်လို့ပြော